နောက်တစ်ခုအနေနဲ့ YouTube ကိုတစ်ချက်တွားကြည့်လိုက်ရအောင်ပေါ့နော်အဲ့တော့ YouTube ကတော့နည်းနည်းလေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဘာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းလဲဆိုရင် Facebook ရဲ့ကြော်ညာတွေတော်တော်များများကအခုနောက်တော့တတိပြောလို့မျိုးပဲပေါ့နော်10မိနစ်ကြော်မှစပြီးမှ monetize လုပ်လို့ရတယ်ဒါပေမဲ့ YouTube မှာကြတော့ video မကြည့်ခင်မှာကြော်ညာကအရှိမဝင်တဲ့အတွက်ကြောင့်မို့10မိနစ်ပြည့်စရာမလိုကိုယ့်ရဲ့ video clip လုပ်လိုက်ပြီးဆိုတာနဲ့ကြော်ညာစဝင်တယ်ပေါ့နော်အဲ့တော့ monetization ရတဲ့ monetizable view တွေကပုံများပါတယ်ပေါ့နော်ဒီတော့ဒီရဲ့ YouTube မှာကြည့်မယ်ဆိုရင်ပေါ့နော် 11.8 million view ပေါ့နော်ဒီ 11.8 million view ကနေဝင်တဲ့ပတ်စံကအခုဒီက UK နိုင်ငံမှာနေရဲ့အတွက်ကြောင့်မို့ပေါင်နဲ့ဝင်ပါတယ်4328ပေါ့နော်အဲ့လောက်ဝင်တယ်မြန်မာငွေနဲ့ပြန်တွက်မယ်ဆိုရင် YouTube ပေါ်မှာ10 million view ဒါနည်းနည်းလေးကြော်ရပေါ့နော်11 million view ပေါ့နော်11 million view ကိုမြန်မာငွေ300ရပါတယ်ဒီတစ်ခုပြောချင်တာကကိုယ့်ရဲ့ Facebook ပေါ်မှာတင်တဲ့ video နဲ့ YouTube ပေါ်မှာတင်တဲ့ video တွေကအတူတူပါပဲပေါ့နော်ဒီပုံစံခွဲပြီးမှမတင်ပါဘူး YouTube ပေါ်မှာလည်းဒီ video ပဲ Facebook ပေါ်မှာလည်းဒီ video ပဲဒါပေမဲ့တကယ်ပတ်စံပို့ဝင်တာက YouTube ကCPM ကပုံမြင့်နေတယ်သူတို့ညာလဲ Facebook ပေါ်က view ကပုံများနေတယ်ဒါကတော့မြန်မာနိုင်ငံမှာဖြစ်လက်ရှိတဲ့ the case ပေါ့နော်အဲ့တော့ content creator တွေတော်တော်များများကို video တင်မယ်ဆိုရင် YouTube ရော Facebook ရောနှစ်ခုလုံးပေါ်မှာတင်ခိုင်းစေချင်တယ်ဒီ platform နှစ်ခုလုံးကိုလည်း focus ထားရင်စေချင်တယ်ပေါ့နော်ဘာလို့လဲဆိုရင် TikTok ပေါ်မှာရတဲ့ပတ်စံကတအားနည်းပါတယ်ပေါ့နော်တချို့လူတွေက TikTok ပေါ်မှာ view တအားများတယ် follower လည်းများတယ်ဒါပေမဲ့ပတ်စံတပြားမှမဟုတ်ဘူးကိုကပတ်စံပို့ဝင်ချင်တယ်ဆိုရင် YouTube နဲ့ Facebook ကိုပို့ focus ထားရင်စေချင်ပါတယ်ပေါ့နော်ဒီတော့မေးခွန်းတစ်ခုရှိလာတာကmonetization တစ်ခုထဲနဲ့ရက်တီလို့ရလားဆိုတဲ့မေးခွန်းပါပဲအဲ့တော့လုံးဝမရပါဘူးပေါ့နော်ဒီအတွက်တော့မရဘူးပေါ့နော်ဘာလို့လဲဆိုရင် UK မှာနေစိတ်စားစိတ်ကတလားကို350 plus ရှိရပေါ့နော်350ကနေ300ဝန်းကျင်ရှိတယ်ကိုယ့်အပေါ်မှာပဲမူတည်ရပေါ့နော်ကိုသုံးတဲ့အတုံးစိတ်ပေါ်မှာမူတည်ရအဲ့တော့ဒီမှာအခြား income တွေကဘယ်ကနေဝင်လဲပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်အခုနောက်တော့လည်းအရှိမရွှေနှုတ်ကိုကြော်ညာသွားတယ်ပေါ့နော်အခုလိုမျိုး brand deals တွေ sponsorship တွေကနေ income ရပါတယ်နောက်တစ်ခုကတော့ဒီရဲ့တင်တန်းကနေပတ်စံဝင်ပါတယ်ပေါ့နော်ဒီမှာ YouTuber 101ဆိုတဲ့တင်တန်းရှိပါတယ်ဒီထက်ကလူငယ်တွေ content creation ကိုစိတ်ဝင်စားတယ် monetization နဲ့ပတ်သက်ပြီးမှလေ့လာချင်တယ် video editing နဲ့ပတ်သက်ပြီးမှလေ့လာချင်တယ်ဆိုရင်ဒီရဲ့ YouTuber 101တင်တန်းကိုလည်းလာတက်လို့ရပါတယ်ပေါ့နော်အကယ်စုံစမ်းချင်တယ်ဆိုရင် Facebook page မှာစုံစမ်းမေးမြန်းပေးပါနောက်လအတွင်းမှာတင်တန်းတစ်ခုထပ်ဖွင့်ဖို့ရှိပါတယ်ပေါ့နော်အခုလိုမျိုးတင်တန်းတွေကနေ income တွေရလို့နောက်ထပ် income တစ်ခုကကြတော့ဒီရဲ့ကိုပိုင်ကုမ္ပဏီကနေလည်းပတ်စံရပါတယ်ပေါ့နော်အဲ့တော့လက်ရှိအချိန်ဒီမှာအဲ့ဒီကုမ္ပဏီတွေကိုချပြပေးဖို့မရှိသေးဘူးပေါ့နော်ဟိုတိတ်ပုံအလုပ်စူးစမ်းနေတာပေါ့နော်အဲ့တော့နောက်ပိုင်းကျရင်ပေါ့နော်ကုမ္ပဏီတွေကြီးလာတဲ့အခါမှာချပြပါမယ်အဲ့တော့လောလောဆယ်တော့တိတ်ပုံလေးနောက်ွယ်ကနေပဲအလုပ်လုပ်နေပါတယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာ content creator လုပ်ရတာတကယ်ကိုမလွယ်ပါဘူး CPM RPM ကတအားနည်းတယ်အခုနောက်ပိုင်းဆိုရင် content creator တွေတအားများလာတဲ့အတွက်ကြောင့်မို့ပေါ့နော် brand deals တွေရဖို့လည်းခက်တယ် brands တွေကလည်းပတ်စံကိုမပေးချင်ကြတော့ product ကိုပဲပေးချင်တယ်ပေါ့နော်phone brand ဆိုရင် phone brand ကိုပေးမယ် phone ကိုပေးမယ်ပတ်စံမပေးဘူးပေါ့နော်တချို့ကိုကြော်ညာရိုက်ပေးမဲ့ product ပေးလို့ရတဲ့ company တွေဆိုရင်ကို product ပဲပေးချင်ကြတော့တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာတယ်ဒါကလည်းနိုင်ငံရဲ့စီးပွားရေးမကောင်းတာလဲပါပါတယ်ပေါ့နော်အဲ့တော့ဒီလောကကိုလာမယ်ဒီရှိမှတင်တန်းတက်မယ်ဆိုရင်တကယ် commitment လုံနိုင်တဲ့သူပြီးရင်တကယ် passionate ရှိတဲ့သူတွေပဲလာပါပေါ့နော် supporting ကောင်းတဲ့သူတွေပဲလာပါလို့ပြောချင်တယ်ပေါ့နော်ဘာလို့လဲဆိုရင် supporting မကောင်းမှုဆိုရင် YouTube မှာရမယ်ဘယ်နှလုံးကယူမူနဲ့သမင်းအငက်ခံပြီးမှလုံမရမယ်မဟုတ်ဘူးဆိုရင်အောင်မြင်တဲ့ content creator တယောက်အနေနဲ့ရက်တည်ဖို့ဆိုတာနည်းနည်းလေးခက်တယ်လို့ဒီမြင်တယ်ပေါ့နော်ဒါတော့ဒီရဲ့အမြင်မှာ monetization ကလည်းပေါ့နော်နောက်တစ်ခုက monetization ကလည်းမြန်မာနိုင်ငံမှာနေရဆိုရင်ခက်ပါတယ်ပေါ့နော်ဒီတောင်မှအခုFacebook page ပေါ့နော်ဒီရဲ့တငယ်ချင်းရဲ့ page ကမြန်မာနိုင်ငံမှာနေရအတွက်ကြောင့် monetization မရလို့ဒီကိုယ်နိုင်ကအမင်လုတ်ပေးနေရ UK ကနေပေါ့နော်နိုင်ငံခြားကနေအမင်လုတ်ပြီးမှ monetization ရတာတွေရှိပါတယ်ပေါ့နော်အဲ့တော့ Thai မှာတော့မလေးရှားမှာတော့စင်ကာပူမှာတော့ကိုယ့်ရဲ့အတိမိတ်ဆွေရှိတယ်ဆိုရင်တော့ monetization ရဖို့များတယ်ပေါ့နော် Facebook ရော YouTube ရောအဲ့လိုမျိုးကူညီပေးနိုင်မဲ့သူတွေရှိတယ်ဒါမှမဟုတ်အချိတ်ဆက်တွေရှိတယ်ဆိုရင်တော့ပိုကောင်းတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီ video လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဒီတော့နောက်ထပ်သိချင်တဲ့မေးခွန်းတွေရှိရင် comment မှာရေးတွားပေးပါ see you in the next video